ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအတွက်အရေးပါတဲ့ကြောက်ကအကြောင်းကိုပြောပြပေးချင်ပါတယ်။ဒီအင်္ဂါလေးတွေကသွေးထဲကအမြင့်ကျဲတွေကိုဆက်ထုတ်ပေးပြီးခန္ဓာကိုယ်ရဲ့အရေးမျှတမှုဓာတ်စားပမာဏတွေကိုထိန်းသိမ်းပေးရဲ့အဓိကသူရဲ့ကောင်းတွေပါ။သူတို့ကောင်းကအလုပ်လုပ်နိုင်မှုအတွက်ဘဝနေထိုင်မှုပုံစံကိုဘယ်လိုပြောင်းလဲတယ်လဲဆိုရဲအချက်ကိုအတူတူလေ့လာကြည့်အောင်ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ရေဓာတ်ပြေဝနေဖို့ပါပဲကြောက်ကဲ့ရဲ့အဓိကလုပ်ငန်းကပိုရှန်နေတဲ့အရေးတွေနဲ့စွန့်ပစ်ပစ္စည်းတွေကိုစီးအဖြစ်ဖယ်ရှားပေးရပဲဖြစ်ပါတယ်ရေဓာတ်ခန်းချောက်တာဟာကြွက်သားတွေကိုပြိုကွဲစေပြီးထွက်လာတဲ့ပရိုတိန်းမိုင်ယိုဂလိုဘင်တွေကကြောက်ကတဲ့ကစစ်ထုံးယူနစ်လေးတွေဖြစ်တဲ့နက်ဖရွန်တွေကိုပိတ်ဆို့စေနိုင်ပါတယ်ဒါကြောင့်တနေ့တာလုံးမှာရေလုံလောက်တောက်ဖို့ကအရေးကြီးဆုံးပါပဲအမျိုးသားတွေအတွက်ရေကိုပြည့်မြ73ကွက်အမျိုးသမီးတွေအတွက်9ကွက်လောက်တောက်သုံးဖို့ကိုအကြံပြုထားပါတယ်ရေဓာတ်ကိုထိန်းသိမ်းပြီးနောက်ကိုယ်ကာယလှုပ်ရှားမှုကိုပုံမှန်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်ကောင်းမွန်တဲ့ကိုယ်လက်လှုပ်ရှားမှုဟာကောင်းမွန်တဲ့ကြောက်ကကျန်းမာရေးနဲ့ဓာတ်ရိုက်ဆက်ဆံနေပါတယ်အထူးသဖြင့်သွေးတိုးနဲ့စီတိုယောဂဟာနာတာရှည်ကြောက်ကယောဂဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေပါလေ့ကျင့်ခန်းလုပ်တာဟာကြောက်ကစီကိုသွေးစစ်ဆေးမှုတိုးစေပြီးသွေးကြောတွေကိုပျော့ပြောင်းစေပါတယ်ဒါအပြင်အင်ဆူလင်တုပ်ပြန်နိုင်စွမ်းကိုတိုးစေလို့သွေးတွင်းတခြားဓာတ်ကိုပါရှော့ချပေးပါတယ်တစ်ပတ်ကိုစုစုပေါင်းမိနစ်150လောက်အသင့်တင်ပြင်းထန်တဲ့လေ့ကျင့်ခန်းကိုပြုလုပ်ပေးပါလေ့ကျင့်ခန်းလုပ်ရုံတမကအစားအသောက်ကိုလည်းသေချာဂရုစိုက်ရပါမယ်။သွေးတိုးစီးချိုနဲ့နှလုံးရောဂါရှိသူတွေဟာကြောက်ကယောဂဖြစ်နိုင်ခြေပိုများပါတယ်။ဒါကြောင့်အသီးအနှံဟင်းသီးဟင်းရွက်နဲ့အဆိပ်အဆန်တွေကိုပိုစားပေးပြီးအဆိပ်များတဲ့အစားအစာတွေနဲ့တစားပါတဲ့အစားအသောက်တွေကိုကန့်သတ်သင့်ပါတယ်။အထူးသဖြင့်ဆိုဒီယမ်စားသုံးမှုကိုတစ်နေ့ကို2300မီလီဂရမ်အောင်လျှော့စားဖို့လိုအပ်ပါတယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေနဲ့လေ့ကျင့်ခန်းတွေရဲ့ရလဒ်ဟာကိုယ်လေးချိန်ကိုထိန်းသိမ်းနိုင်မှုပါပဲ။ BMI 30နဲ့အထက်အဝလူနာဟာကြောက်ကယောဂဖြစ်နိုင်ခြေကို3ဆကနေ9ဆအထိမြင့်တက်စေနိုင်ပါတယ်။ကျန်းမာတဲ့ကိုယ်လေးချိန်ကိုထိန်းသိမ်းလိုက်ရုံနဲ့ကြောက်ကပေါ်က PR တွေကိုရှော့ချနိုင်ပြီးယောဂအန္တရာယ်ကနေကာကွယ်ပေးနိုင်မှာပါကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံရဲ့နောက်တစ်ဆင့်ကသွေးတွင်းတခြားဓာတ်ကိုထိန်းချုပ်တာပဲဖြစ်ပါတယ်စီဂျိုယောဂဟာနာတာရှည်ကြောက်ကယောဂရဲ့အဓိကအကြောင်းရင်းမှာသွေးထဲမှာတခြားဓာတ်များပြားနေတာဟာကြောက်ကကိုပြင်းပြင်းထန်ထန်ပျက်စီးစေလို့သွေးတွင်းတခြားဓာတ်ကိုပုံမှန်စစ်ဆေးပြီးဆေးဝါးတွေကိုစနစ်တကျမိဝဲဖို့ကအရေးကြီးပါတယ်စီဂျိုကိုထိန်းချုပ်နေတယ်လို့ပဲသွေးပေါင်ချိန်ကိုလည်းဂရုစိုက်ရပါမယ်သွေးတိုးယောဂဟာကြောက်ကယောဂရဲ့ဒုတိယအဓိကအကြောင်းရင်းပါသွေးတိုးတာဟာကြောက်ကသွေးကြောတွေကိုတင်ပါစေပြီးစစ်ထုံးမှုစနစ်ကိုပျက်စီးစေပါတယ်သွေးပေါင်ချိန်ကိုအပေါ်သွေး120မီလီမီတာမာဂျိုရီအောက်နဲ့အောက်သွေး80မီလီမီတာမာဂျိုရီအောက်ကိုပုံမှန်ရရှိအောင်ထိန်းသိမ်းဖို့နဲ့စိတ်ပစ္စည်းမှုကိုရှော့ချဖို့လိုအပ်ပါတယ်အကြိုက်ခဲပျောက်ဆေးတွေကိုတောက်ရတဲ့အခါတိုင်းသတိထားပါစတီရိုက်မပါတဲ့အယောင်ကျဆေးဖြစ်တဲ့အိုင်ဘူပရိုဖန်နာဘရိုဆန်လို့ဆေးဝါးတွေကိုအလွန်ကျုံတောက်သုံးတာကကြောက်ကပ်ကိုထိခိုက်စေပြီးပြင်းထန်တဲ့ကြောက်ကပ်ပျက်စီးမှုကိုဖြစ်စေနိုင်ပါတယ်ဒါကြောင့်ဆရာဝန်ညွှန်ကြားချက်မရှိဘဲဆေးတွေကိုနာကျင်မှုအတွက်10ရက်ဆက်တိုက်ဖျားနာမှုအတွက်3ရက်ဆက်တိုက်တက်ပို့ပြီးတော့မတောက်သုံးသင့်ပါဘူးရှောင်ရှားတဲ့အရာတွေထဲမှာဇက်လိပ်တောက်တာဟာအရေးကြီးဆုံးတစ်ခုပါဇက်လိပ်တောက်တာဟာနာတာရှည်ကြောက်ကယောဂဖြစ်နိုင်ခြင်းနဲ့ကြောက်ကယောဂစီကိုပိုပြီးမြန်မြန်ဆန်ဆန်ဦးတည်သွားစေနိုင်ပါတယ်ဇက်လိပ်မိကုံးငွေတွေကကမ်မီယန်လိုဓာတုပစ္စည်းတွေဟာကြောက်ကတဲ့ကနက်ဖရွန်တွေကိုပျက်စီးစေပြီးနှစ်ပေါင်းများစွာစုပုံနေနိုင်လို့တင်းကြောက်ကကိုကာကွယ်ဖို့ဆိုရင်ဇက်လိပ်ကိုလုံးဝဖျက်ဖို့အားပေးခြင်းပါတယ်
ဆက်လက်ဖြတ်လိုက်တဲ့3လအတွင်းမှာပဲကြောက်ကထိခိုက်မှုကိုနေကွေးစေနိုင်ပါတယ်။နောက်ဆုံးအချက်အနေနဲ့ကျန်းမာရဲ့နေထိုင်မှုပုံစံကိုထိန်းသိမ်းနေပေမဲ့ပုံမှန်စစ်ဆေးဖို့ကိုလည်းမမေ့ပါနဲ့။နာတာချေကြောက်ကယောဂရှိသူ90%ဟာယောဂလက္ခဏာမပြဘဲရှိနေတာကြောင့်အန္တရာယ်ရှိသူဥပမာစီချိုသွေးတို့ရှိသူတွေအနေနဲ့ကြောက်ကရဲ့လှုပ်ဆောင်မှုကိုစစ်ဆေးရဲ့ရီနဲ့ဖန်ရှင်တက်ကိုစစ်ဆေးသင့်ပါတယ်။စောစောစီးစီးသိရှိတာကအကောင်းဆုံးကာကွယ်မှုပဲဖြစ်ပါတယ်။ဒီအချက်6ချက်ဟာသင်ရဲ့ကြောက်ကတွေကိုနှစ်ပေါင်းများစွာတိုင်အောင်ကျန်းမာတန်ဆန်းဆွေဖို့ကူညီပေးမယ်ရွှေစင်းမြင့်နေပါပဲရေကိုပုံမှန်တောက်သုံးတာကိုယ်လည်းလှုပ်ရှားမှုပြုလုပ်တာကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုစားသုံးတာလိုမျိုးရိုးရှင်းတဲ့ပြောင်းလဲမှုတွေကသင်ရဲ့အနာဂတ်ကျန်းမာရေးအတွက်အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုပဲဖြစ်ပါတယ်ကျန်းမာရဲ့ဘဝခီးလန်းကိုရှောင်လန်းရမှာသင်ကိုယ်သိတန်ဖိုးထားပြီးဒီအကြံပြုချက်တွေကိုလက်တွေ့အကောင့်ထဲပေါ်ကြည့်ဖို့တိုက်တွန်းရင်းညီကုန်းချုပ်လိုက်ပါတယ်